ပါလေဒီကလေးဆက်ရအောင်ပါပဲဆက်ရအောင်လေးပေါ့နော်โอเคပါဂျူဒီအကောက်ကကြတော့ဂျူလီကောက်ကကြတော့ဟိုပါလေးပေါ့နော်ပါလေထုံးရည်ခုံကိုပဲဖြစ်ပါတယ်အဲ့ဒီကောက်လေးမှာဒီလေးလက်ချိတ်ဆော့ရတဲ့သူတွေကတော့ TikTok မှာဝိုင်းနေဝိုင်းအဲ့ချက်လေးအရင်ကြီးလိုက်ပြီးကြတော့ကိုလေးခွန်ဆိုရွေးဟိုခွန်လေးကိုဟုတ်တယ်ခွန်လေးကိုလေးချက်လိုက်ပါအခါကြရင်ဂျူလီတော့ကောက်ကစင်နာမရိုးပုံလေးနဲ့ပေါ့နော်ဂျူလီကစင်နာမရိုး France ဆိုတော့စင်နာမရိုးပုံလေးနဲ့တင်လာပါတယ်တင်လာပါတယ်အဲ့ဒါစင်နာမရိုးလေးကိုကြည့်လိုက်ပါဂျူလီတင်လာတာအများကြီးပါပဲဒါပေမဲ့ဂျူလီမှာ TikTok ကောက်ရှိရဆိုတာဘသူကမှဒီ TikTok မှာမပြောပြတာဘူးပေါ့နော်ဘာလို့လဲဆိုတော့ဂျူလီကမိနေရပါတော့ပြောမယ်ဆိုတော့လည်းဂိမ်းဆော့နေစကားပိတ်တက်တင်တဲ့စကားပြောနေမိအဲ့လိုမျိုးတွေပါရှိတတ်တယ်ဂျူလီကငယ်ကလေးကတတိမကောင်းပါဘူးဘာလို့လဲဆိုတော့ဂျူလီအဲ့လိုတော်တော်များများလာမေးကြတယ်ဘာလို့လဲဆိုတော့ဂျူလီဟိုလေဂျူလီကောက်ဟောင်းမတော်တော်များများလာမေးကြတယ်အဲ့လိုမျိုးဒီလိုမျိုးပြုံးမကြောက်ဘူးကြည့်လဲဆိုတော့အဲ့မှာလေဒီလိုမျိုးလေးကြည့်လိုက်အဲ့လိုမျိုးလေးဆိုရင်ဘယ်လိုဖြစ်နေလဲဆိုရင်ဟိုလိုမျိုးမတက်ဘူးဟိုလိုကြာနေတယ်ဆိုရင်တော့ဘာပဲဖြစ်ဘူးပေါ့နော်လူမျိုးလေးကြည့်ရတာပါဂျူလီလည်းပထမကမသိဘူးဂျူကနေသူများတွေကပြလို့လိုက်ကြည့်တာနဲ့ဂျူလီလည်းအဲ့ရနေပြီးစပြီးတော့တီးသွားခဲ့တာပေါ့နော်ဂျူလီအရန်ကြိုက်ရတဲ့အိုင်ဒေါကတော့ဟို AV ဆိုတော့မမအဲ့ AV ဆိုတော့မမအရန်ကြိုက်တယ်အဲ့မမကိုအဲ့မမကဂျူကောက်ရှိလားမရှိလားတမီးကျမလည်းဂျူလီကလည်းမသိပါဘူးလို့လဲဆိုတော့ဂျူလီကသူ့ကိုအရန်ကြိုက်တယ်ဂျူလီအိုင်ဒေါတယောက်လည်းဖြစ်တယ်ဒါပေမဲ့အိုင်ဒေါထဲမှာအကုန်လုံးရှာကြည့်လိုက်ဆိုတော့ပထမပါပဲဘာလို့လဲဆိုတော့သူ့ကိုဂျူလီကငင်သူ့ကိုဂျူလီကအမဟိုအမလေးဒီဥစ္စာဆိုအမ AV ဆိုတဲ့ကနာမည်ကိုကြတိကလေးကရမ်းကြိုက်ရတဲ့အိုင်ဒေါပါသူ့လိုမျိုးလည်းဖြစ်ချင်ပါတယ်နော်ကိုကဒါပေမဲ့ကိုအခန်းပိုင်မရှိပါဘူးဂျူလီယာခုမှအသက်လေးက9နှစ်ပဲရှိသေးပါတယ်ဟိုဂျူလီယူမှာလည်းဖိုဖိုင်တင်လာတဲ့ပုံကကြောင့်ဂျူလီအမပုံတင်ထားတာပါဟုတ်ကဲ့ပါအားလုံးကိုချစ်ပါရင်တော့ next video တက်ကြပါမယ်